သူဒီလမ်းကြောင်းကိုတည်လိုက်တာနဲ့သူအတိမတ်ပြုတ်ခံခြင်းနဲ့နိုင်ငံတကာမှာဝင်ဆက်တာတည်လိုက်ဆိုတာနဲ့အခုနိုင်ငံတကာကတောင်းဆိုထားတဲ့ဒီဘယ်လိုပြောမလဲနိုင်ဖဲခေါ်တာပေါ့အချက်ဖက်မှုတွေအကုန်လုံးရက်ဆိုတာနှစ်ဖက်လုံးရက်ခိုင်းတာလေအဲ့ဒီမှာ तू ရက်ွယ်ရမှာ तू ကမရက်ချင်ဘူး तू ကရှိရှိပြောရင် NUG ကိုလည်းအတိမတ်ပြုတ်ချင်ဘူးနော် तू ကPDF ကိုလည်းအတိမတ်ပြုတ်ချင်ဘူး तू ကတချို့တိုင်းသားတွေကိုလည်းအတိမတ်ပြုတ်ချင်ဘူး तू ကကွက်ပြီးလုပ်ချင်တယ်ဒါပေမဲ့အဲ့ဒီတိုင်းသားတွေကတိုက်နေတာမဟုတ်ဘူးလက်တွေ့က PDF တွေတိုက်နေတာအခုဆို SCEF ကတိုက်နေတာအဲ့တော့ तू က SCEF ကိုအတိမတ်မပြုတ်ဘူးဆိုရင်ဘယ်လိုမှဆက်သွားလို့မရဘူးအဲ့တော့ SCEF နဲ့ तू ကစကားပြောမယ်ဆိုတဲ့ NUG ကပါသွားပြီ automatic တစ်ချိန်လုံးကသတိထားမိလား ABSDF ကိုလည်း तू အတိမတ်ပြုတ်လိုက်ရတယ်အခုဆိုရင် SCEF ကို तू အတိမတ်ပြုတ်ရတော့မှာအဲ့တော့ NUG ကိုအတိမတ်ပြုတ်အောင်ခွဲထုတ်လို့မရတော့ဘူးဒါကြောင့်ကျွန်တော်တို့ကနိုင်ငံရေးရဲ့အောင်ပွဲအနေနဲ့ SCEF ဆိုတဲ့ K3C ပုံစံနဲ့ကျွန်တော်တို့ဒီ NUG တစ်ဖွဲ့တည်းမဟုတ်ဘူးဆိုတာကိုလက်မှတ်ထိုးထားပြီးသဘောတူညီချက်ရနေပြီအခုကျွန်တော်သိထားတဲ့မြေပြင်သတင်းများအရဆိုရင်အခုမြန်မာနိုင်ငံရဲ့အခုစစ်ရေးကိစ္စရဲ့အားလုံးကို SCEF ကဥဆောင်ပြီးဆွေးနွေးနေပြီ SCEF ကနေဥဆောင်ပြီးတော့ဒါတိုက်ပွဲတွေစီစဉ်နေပြီအခုမြန်မာနိုင်ငံမှာဟိုမျိုးပြန်ပေးရတယ်ဒီမျိုးအဲ့ဒါတွေလာမပြောနေတော့အဲ့ဒါတွေ SCEF ကသူတို့လိုအပ်လို့သူတို့ဆုတ်ခိုင်းလိုက်တာဒါတွေကျွန်တော်တို့သိမသိချင်တော့ဘူးစိတ်လည်းမဝင်စားတော့ဘူးဘာကြောင့်လဲ SCEF ကိုကျွန်တော်တို့ယုံကြည်အပ်လိုက်အဲ့ဒါဆိုရင် तू သွားနေတဲ့လမ်းကြောင်းပြီဟုတ်လား तू ဒီဒေါ်ဆန်းစုကြည်ကိုနေအခြေချုပ်ပြောင်းလိုက်တယ်သမရဦးဝင်းမြင့်ကို तू လွတ်ပေးလိုက်တယ်ဆိုတဲ့ကအဲ့ဒါလမ်းကြောင်းဒီကုလသမဂ္ဂရဲ့နိုင်ငံတကာရဲ့ protocol ရတတမန်စကားပြောမှာဗာပြောမှာလေမင်းတို့ဒီနည်းနည်းလေးအပြုသဘောဆောင်တယ်တိုးတက်တဲ့ခြေလမ်းရှိလာတယ်ဒါပဲပြောမှာမင်းတို့ထပ်လုပ်ပြမှာကအာဆီယံ၅ချက်အတိုင်းပဲမနေ့ကကုလသမဂ္ဂကိုယ်တိုင်နယူးယောက်မှာလုပ်တယ်ကုလသမဂ္ဂဌာနချုပ်မှာလုပ်တယ်အတွင်းမှုချုပ်ရဲ့ပြောရေးဆိုပြီးသတင်းစာရှင်းလင်းပွဲမှာပြောသွားတာရှင်းရှင်းလေးမင်းတို့အပြစ်ခက်ရဲ့စေးလို့တော့အကြက်ပတ်မှုတွေရတော့ပြီးတော့ dialogue လုပ်ဖို့ကြိုးစားတော့အဲ့တော့ dialogue ဆိုတဲ့စကားကိုပြောလိုက်တာနဲ့ပြည်တွင်းမှာကဘာကအတိမတ်ပြုထားတဲ့ဒေါ်ဆန်းစုကြည်မပါဘဲနဲ့ဦးဝင်းမြင့်မပါဘဲနဲ့သွားလို့မရဘူးဒါနံပါတ်1အကြီးဆုံးချက် NLD မပါဘဲနဲ့သွားမရဘူးနောက်တော့အကြီးကြီးချက်ကအခုတိုက်ခိုက်နေတဲ့ NUG အပါဝင် PDF တွေ SCEF မပါဘဲသွားမရဘူးအဲ့ဒါကိုလေတရုတ်ဘက်ကမီးစိမ့်ပြတယ်ဒေါ်ဆန်းစုကြည်တို့ရဲ့မိတ်ဆွေဟောင်းနဲ့သူတို့နဲ့မိတ်ဆွေဟောင်းခေါင်းဆောင်ဖြစ်တယ်သူတို့ဒေါ်ဆန်းစုကြည်အတွက်အခြေပြေသူတို့စောင့်ကြည့်နေတယ်ဆိုပြောချင်တာကသွားမဲ့ dialogue ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးရတော့မယ်ဆိုတာမျိုးကိုပြန်ပြောတာဘာကြောင့်လဲဒေါ်အောင်ဆန်းစုကြည်လက်ထဲကနေသူတို့မင်းအောင်လှိုင်ကနိုင်ငံတော်အာဏာကိုလူယူထားတာနိုင်ငံတော်အာဏာကိုလူယူထားတာဓမြတိုက်ထားတာအဲ့တော့အဖြစ်ဒီဒေါ်အောင်ဆန်းစုကြည်နဲ့ပြန်ဆွေးနွေးရမယ်ဆိုတဲ့သဘောကိုသွားတာဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့ကဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးခြင်းမဆွေးနွေးခြင်းကသူတို့ကိစ္စဒါပေမဲ့လက်ရှိဖြစ်နေတဲ့ပဋိပက္ခကိုပြေလည်ဖို့ကတိုက်ပွဲတွေရပ်မှရမှာနိုင်ငံတကာတောင်းဆိုနေတဲ့တိုက်ပွဲတွေရပ်ဖို့ဆိုရင်ကျွန်တော်တို့ဘက်ကိုတို့လာညှိမှရမှာကိုကစင်ဘော်ကဟိုအီရန်လောက်သွားတာတွေ့လားစင်ဘော်ကဟိုထရန့်ကဆွေးနွေးပွဲရက်ချင်တဲ့ဟိုမှုရလေရဖွင့်သူပြန်မဖွင့်ထရန့်ကပြန်ပိတ်တာမပိတ်တယ်နဲ့ထိုနည်းလည်းမယ်တို့နိုင်ငံတကာအတိမတ်ပြုခံခြင်းနဲ့ဆိုရင်အချက်ဖက်မှုတွေရပ်တန့်ခြင်းနဲ့ဆိုရင် NUG ကိုလာဖားမှရမှာ PDF ကိုလာဖားမှရမှာ SCEF ကိုလာဖားမှရမှာတို့လုံးမယ်ဆိုတဲ့ညီလာခံကိုကျွန်တော်တို့လာတက်အောင်တို့ကစီးရုံးနိုင်မှရမှာအပြည့်အရှင်းရှင်းလေးကျွန်တော်တို့ကအခုကနေတိုင်းစင်ပေါ်မှာဘာကျွန်တော်တို့ကသူ့ကိုအပြတ်ငင်းလာပြီသားနောက်ရှိလည်းလက်မခံဘူးမင်းတို့အာဏာသိမ်းတယ်လည်းလက်မခံဘူးမင်းတို့လွတ်တော်အတုလည်းလက်မခံဘူးမင်းတို့သမရအတုလည်းငါတို့လက်မခံဘူးမင်းတို့နိုင်ငံရေးအပြီးဖယ်ရမယ်ပြီးတော့မင်းတို့အဖမ်းခံရမယ်အပြတ်ငင်းထားပြီသားဒါပေမဲ့ तू ကကြတော့ तू နိုင်ငံတကာကိုအ ਨੇ ဆုံး for show ပြစားဖို့ပဲဖြစ်ဖြစ်နိုင်ငံတကာနဲ့ तू ကပြည်လေခြင်းနဲ့လူကြီးကျွန်တော်တို့ကတကမ္ဘာလုံးနဲ့ပြည်လေပြီးသားရှင်းတယ်တော့ကျွန်တော်ဥထောက်ပြတာအခု IPU ပေါ့နိုင်ငံတကာပါလီမန်ညီလာခံလဲကျွန်တော်တို့တက်တာပဲတခါကမ္ဘာခေါင်းဆောင်တွေလဲကျွန်တော်တို့ရဲ့ NUG ရဲ့ဝန်ကြီးတွေတွေ့နေတာပဲကမ္ဘာလုံးနဲ့ကျွန်တော်တို့ကပြည်လဲပြီးသားသူတို့ဒီတိုင်ရေးတမန်ရေးအရာပြောမကောင်းလို့မပြောသင့်လို့သူတို့ဒီလျှို့ဝှက်ခိုင်းထားတာတွေအများကြီးရှိတယ်ကျွန်တော်ပြောချင်တာက NUG ကို low profile နေခိုင်းထားတာတွေ NUG နဲ့တွေ့တဲ့အခါမှာသတင်းမထုတ်ပြန်ခိုင်းတာတွေရှိလို့ကျွန်တော်တို့ကသူတို့ရဲ့သဘောကြမပြောတာအဲ့တော့သူတို့ကနိုင်ငံတကာကိုလူရဝင်ခြင်းတယ်ကျွန်တော်တို့ကဝင်လူရဝင်ပြီးသားအဲ့တော့လူရဝင်ကျတော့နိုင်ငံတကာသူ့ကိုတစ်ချက်ပဲကြည့်တယ်မင်းတို့ငါ့ကိုလာပြန်လှည့်လာပြီလားအားကိုးပြီလားโอเคအားကိုးပြီဆိုရင်မင်းတို့ဘာလုပ်ရမလဲအဲ့ဒါရက်တော့ dialogue လုပ်ဖို့ဆိုရင်ဘာလုပ်ရမလဲသူတို့ဒီအောက်တက်နဲ့ NUG ကိုအသိမှတ်ပြောရလိမ့်မယ် PDF ကိုအသိမှတ် SCE ကိုအသိမှတ်ပြောရမယ်ဒေါအောင်ဆန်းစုကြည်ကိုထုတ်တော့ရတော့မယ်မတုံးချင်လဲမတုံးနဲ့တုံးချင်လဲတုံးမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကစင်မောကဟဲ့အောင်ဒါတို့ပါခြင်းပါမယ်မပါခြင်းမပါဘူးအဲ့တော့ကျွန်တော်တို့မပါလာတည်၍သူတို့ဒီကျွန်တော်တို့ကိုသူစိတ်ဆိုးမယ်စိတ်ဆိုးပါလို့မယ်သူရဲ့အားသာချက်ဖြစ်တဲ့ဘုံလာကျဲမယ်ဘုံလာကျဲလေသူဒီအကြမ်းဖက်လေအကြမ်းဖက်မှုကိုမရက်လေနိုင်ငံတကာသူ့ကိုအတိမတ်ပြုဖို့ဝေးလေပဲအခုနိုင်ငံတကာအတိမတ်ပြုခံကျင်တာကမင်းအောင်လိုက်နိုင်ငံတကာကသူ့ကိုစကားပြောချင်မင်းအောင်လိုက်အဲ့ဒါဆိုရင်ကျွန်တော်တို့ကနေကိုယ်တဲ့နိုင်ငံတကာအတိမတ်ပြုပြီးသားအဲ့တော့အဲ့လိုအနေထားများအရာကျွန်တော်တို့ဒီစိတ်ပူစရာကိုမလိုဘူးဒေါ်ဆန်းစုကြည်ကိုတို့အသက်ရှင်လေးထားကိုထားရမယ်ဒေါ်ဆန်းစုကြည်ကိုကျမ်းမအောင်လည်းလှုပ်ထားရမယ်ဒေါ်ဆန်းစုကြည်ကိုလည်းကျင်းသေးထုတ်သုံးမှာဒါကတော့
ဒီ protocol ရဒီဖြစ်စဉ်ရသူတို့ရဲ့ဘယ်လိုပြောပြဋ္ဌာန်းစာအုပ်ရသူတို့ရဲ့ဘယ်လိုစာအုပ်ကြီးရသူတို့ရဲ့တင်ရင်နှွှန်းတန်းရလာဝလာမှာတခုပဲကျွန်တော်တို့ကစိုးရိမ်တာကဒေါ်ဆန်းစုကြည်အသက်ကြီးတာဖြစ်တဲ့အတွက်အသက်ရှင်လျက်ရှိကြောင်းကျွန်တော်တို့ကိုသက်သေပြစေချင်တာပြောချင်တာတရားရောက်နဲ့တွေ့ပေးတာလို့ဒီမဟုတ်လေသူမိသားစုနဲ့သူ့သားနဲ့သူနဲ့ပြေးစကားပြောလိုက်ဗျာဒါဆိုလွယ်လွယ်လေးပဲတခုခုပေါ့ဒါပေမဲ့သေကြတာကျွန်တော်တို့စိတ်မပူနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုကျင်းတွေသူတို့ထုတ်တော့ပါသူတို့လမ်းပိတ်နေပြီဒါဆိုရင်ကျွန်တော်တို့ဘက်ကပါလေအသာစီးပဲဒီချိန်မှာကျွန်တော်တို့စိတ်ရေးကိုစိတ်ကိုမဝင်စားတော့ဘူးအဲ့လိုပြောလို့အမျိုးမထင်နဲ့စိတ်ရေးကသူ့ကသူ SCE ကလုပ်လိုက်မယ်ကျွန်တော်တို့ဝင်ပြောစရာလည်းအကြောင်းမရှိဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတိုင်းသားတွေကိုယုံကြည်တယ် NUG ကို SCEF လက်ထဲကိုထည့်လိုက်ပြီ NUG ကိုကျွန်တော်တို့ဒီ SCEF လက်ထဲကိုထည့်လိုက်ပြီထည့်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေးကစားပွဲမှာကျွန်တော်တို့အစင်ပုံကမင်းအောင်လိုင်းနဲ့ဒီအတူတွေလိုချင်နေဆိုရင်မင်းအောင်လိုင်းနဲ့အတူတွေလိုချင်တပဆိုရင်မင်းအောင်လိုင်းနဲ့ဒီအတူတွေလိုချင်တပဆိုရင်ကျွန်တော်တို့ကို6ရောက်ကင်မှရမှာနိုင်ငံတကာကို6ရောက်ကင်မှရမှာအခုဆိုရင်သူတို့ Trump ကိုပြေးပြီးတော့6ရောက်ကင်ပြီအဲကြောင့်သူတို့တစ်လောက်ဒေါ်လာ9000နဲ့လောက်နေကြတာနေတဲ့ပတ်စံမဟုတ်ဘူးတပ်ပြေးကင်ကျွန်တော်တို့ကစင်ပေါ်ပါပဲဒီဗီဒီယိုကအတစ်ဖြစ်ပါတယ်မင်းညကသူပြောထားတဲ့ဗီဒီယိုဖြစ်ပါတယ်အမေစုကအတုံးချက်မေးလို့ကျွန်တော်ခဏပြောတယ်နော်ဦးလှိုင်ဝင်းကလည်းခုသူပြောပြီးဒီကောင်တွေထွက်ပေါက်မရှိတော့ဘူးအမေစုမတုံးရင်မရတော့ဘူးထပ်ပြောမယ်တစ်နှစ်ပဲဆောင်ပါအမေစုပြန်လွတ်လာမှာနိုင်ငံရေးအမေနဲ့ကြည်တာဒေါ်လာရေးဘက်မှာပြောရင်လည်းအမေစုကိုလွတ်ပေးမှာပဲနိုင်ငံရေးဘက်မှာလည်းအမေစုကိုတုံးချက်မယ်ဒေါ်လာရေးဘက်မှာလည်းအမေစုကိုတုံးချက်မယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို